It's only ice. Doesn't kill you, make you stronger. အမတချင်းမစုံနဲ့ခါကျရင်လူတွေပြေးကုန်မယ်โอเคဒီတစ်ခါတော့ကိုဒီလူပေါင်းမှန်ပြီးမှာပေါ့နော်ကျမ်းမာရေးနဲ့ညီညွတ်တဲ့ဆောင်းနာနဲ့ ice bag ကိုရောက်နေပါဒီနေရာလေးကမိုက်တယ်ပေါ့နော်ဒီမှာကနားတဲ့နေရာလေးပါဒီမှာ ice bag လုပ်တဲ့နေရာ McClory hello say hi Pure hi say hi Didiya 1 minute ဆိုတော့ set 1 2 3 okay it's only iceအေးလိုက်တာကျမရေတပါလူပေါင်းမာတာ ကျွန်တော်ပါ လူပေါင်းမာတာကျမရေရင်လိုက်စားတဲ့တူနဲ့ပေါင်းပြီးတဲ့အခါမှာဒီခဲစိတ်နေရပါ It's good for my back actually yeah ဒီဒီရဲ့ခါနာရယ်ဆိုတော့ပြီးရင်ဒီဒီကိုလေဒီကျမ်းမိုင်နဲ့ညွတ်တဲ့အကျင့်လေးတွေကိုနဲ့တူတူရှိတော့မှရှိစေချင်တော့လေလိုက်ပြီးတော့မှခေါ်တယ် It's only ice နော်ဒီကဆိုရင်ဒုတိယအချိန်မြောက်ဖြစ်နေပြီနောက်ထပ်ဒီမှာ10ရက်တိတိလှုပ်ဖို့ရှာအတွက်ပတ်စံပေးပြီးသွားပြီပေါ့နော်ကျွန်တော်ကတော့ဒီကိုခဏလာတယ်ဒီ It's မှာ not gonna kill me What doesn't kill you make you stronger အမတချင်းမစုံနဲ့ခါကျရင်လူတွေပြေးကုန်မယ်ဗီဒီယိုမကြည့်ဘူး Stand a little taller Oh 10 minutes ပြီးသွား I can stay longer Yeah အမလေး ပထမတစ်ချိန်မှာခတ်တာလား ဒီမှာကျွန်တော်တို့အပြင်မှာ ice လုံးလို့သူ့စောင်းနေဒါတော့ဟဲ့ Wow အားကြလို့ George fan နဲ့အားကြ ခုပြောတော့ ice bath သေးကို ဝင်ပါမယ် ဝင်မှာဖြစ်ပါတယ် ဝင်ပါမယ် Yes let's go ဒါတော့ 3 ကျ ချိန် င်းမြောက်ပါ ဒါပြီးသေးတယ် ရေခဲတွေအများကြီးထက်လာ It is too small ဒစ်ပေါ်လိုက်ကျွန်တော်တို့ကဒီရေခဲစိန်တဲ့ဥစ္စာကိုအမြဲလုပ်ဖြစ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့အဲ့ဒီရေခဲစိန်တဲ့ချိန်ကျရင်ခန္ဓာကိုယ်ကလေ shock ဖြစ်သွားတယ်တဲ့လားအဲ့လိုမျိုး shock ဖြစ်တဲ့ချိန်ကျရင်ဒီ research တွေက stress ကိုခံနိုင်ရရှိရလို့ပြောလို့အမြဲတမ်းစိတ်ဖြစ်တယ်เนาะဒီကျွန်တော် sauna နဲ့ steam room ပို့ကောင်းဖြစ်တယ်ပေါ့နော်ကျွန်တော်ဂျင်မှာနော်သူတို့မှာ ice pack ရှိရတယ်ကျွန်တော်သူတို့ UK မှာဆို ice pack မရှိဘူးလေတဲ့လားအဲ့လောက်ချမ်းနေဆိုတော့ဒီမှာတော့ကျွန်တော်ကအဲ့ဒီ sauna နဲ့ ice pack ကိုနှစ်ခုသလုံးကို3ချိန်ပေါ့နော်ဟို sauna နဲ့ဝင်လိုက် ice pack တက်သွားလိုက် sauna နဲ့ဝင်လိုက် ice pack တက်သွားလိုက်3ချိန်သို့မဟုတ်4ချိန်အမြဲလုပ်တယ်လောက်ကစားတော့ဒီရေခဲစိတ်နေဆိုဟိုတဲ့အော်တော့ပေါ့နော်ခုကအော်တော့အတွင်းထဲမှာပဲစိတ်ခံစားရတယ်ကျွန်တော်ကတော့ mentality နဲ့ပတ်သက်တဲ့ကိစ္စတွေတော်တော်များဆိုလိုက် for me it's okay တလားဒါဆိုရင် I can trick my brain ကွာ Yeah I know this is only ice ဒါရေပဲကွာ this not gonna kill me ပေါ့နော်တော့အဲ့လိုမျိုး mindset နဲ့ပတ်သက်လာတဲ့ဟာတွေတော်တော်များဆိုရင်ကိုယ့်ရဲ့အုံနောက်ကို trick လုပ်တတ်လို့လေ for me this is not an issue အဲ့လိုရေခဲစိတ်နိုင်ကိုဒါ mental toughness အတွက်လုပ်နေရဆိုပြီးတော့မှတရားထိုင်လို့မျိုးအခောက်100လောက်ရွတ်ပြီးတော့မှတစ်ခါလေးကျ2မိနစ်3မိနစ်5မိနစ်ဒီထိုင်နေအဲ့ဒါ mental training ပေါ့နော်3မိနစ်တဲ့ပုံမှန်မထိုင်ပါနဲ့တကယ်မကောင်းပါဘူးတကယ်သူတို့ recommended ပြီးခါ3 minutes 3 minutes yeah 3 minutes တော့မဆိုင်နဲ့ပေါ့နော်3 minutes ကို maybe do 3 round ပေါ့နော်ဒါကျွန်တော်ရဲ့3ချိန်မြောက်ပါအများနဲ့ sauna အရင်ဝင်တယ်ပြီးရင် ice bath ပြီးရင် sauna ပြီးရင် ice bath အဲ့လိုမျိုး3ချိန်ဒီကိုအဲ့ဒါပါတယ်နော်3 minutes ကြာတော့ပါလေဗီဒီယိုကြိုက်နေရတယ်3 minutes ယနေ့လိုမျိုး social media ခေတ်ကြီးထဲမှာကိုက content creation အကြောင်းကိုနားလည်ထားမှာ online ပေါ်ကနေစီးပွားရေးကိုတေချာလုပ်လို့ရမှာဖြစ်ပါတယ်။အဲ့ဒီလို online ပေါ်ကနေ content creation လုပ်ပြီးမှကိုပိုင်ပစ္စည်းတွေရောင်းကြော်ညာတွေလုပ်ပြီးမှပတ်စံရှာကျင်နေဆိုရင်ကိုတီတီရဲ့ YouTuber 101 class နဲ့ Mastering Content Creation class ကိုလာ join လို့ရပါတယ်။သင်တန်းကာလကတော့တစ်လတာကြာမြင့်မှာဖြစ်ပြီးအဲ့ဒီ class တွေမှာဆိုရင်ကိုတီရဲ့ live session နဲ့အတူဗီဒီယိုပေါင်း30နဲ့သင်ကြားပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်သင်ကိုယ်တိုင်ကဗီဒီယိုတွေဖန်တီးပြီးပတ်စံရှာကျင်နေဆိုရင်ဒီ class ကိုအမြန်ဆုံးလာ join ဖို့ဖိတ်ခေါ်လိုက်ပါတယ်။သင်တန်းကတစ်လပိုင်း9ရက်နေစမှာမို့အခုပဲ Facebook page ကိုဆက်သွယ်လိုက်ပါ